March လရောက်ရင် March April May June July လောက်ထိကိုအိန္ဒိယကိုကြိုရောင်းကြတယ်March လမှာတန်2000 3000 4000စသဖြင့်တန်3သိန်းခွဲ4သိန်း3သိန်း4သိန်းရောင်းလိုက်တော့အိန္ဒိယက4လသာလောက်ဖူလုံသွားပြီစက်ရင်းမှာနော်စက်ရင်းမှာတကယ်ပစ္စည်းမရောက်သေးဘူးစက်ရင်းမှာဖူလုံသွားတဲ့အချိန်ကျမှတို့ကမပဲထွက်တဲ့အချိန်နဲ့ပတ်စံကင်ထားတာကုန်တယ်လက်ထဲမှာပဲဒီကောင်းနေလက်ထဲမှာပဲပတ်စံရှိတာဟုတ်အဲ့တော့ပတ်စံကြီးကင်ပြီးတော့အိန္ဒိယမဝယ်သေးဘူးအိန္ဒိယမဝယ်ဘူးဒီနေ့အိန္ဒိယအထွက်ကောင်းတယ်အဲ့လိုလိန်ပြီးတော့နှစ်ပေါင်း20 30လောက်လိန်ပြီးတော့ပဲလေးကိုချိုးပြီးတော့အလုပ်လုပ်သွားတာကျွန်တော်မလာခင်ထိကျွန်တော်လာတဲ့အချိန်မှာကြောက်ကျွန်တော်ငွေကြေးအရာရောဖာအရာရောမှာနည်းနည်းလေးတောင့်တင်းသွားတယ်ပထမတစ်နှစ်မှာအောင်သွားတော့ပဲလေးကဒီဒေါ်လာကြောင်းပေါ့ဒေါ်လာလေးတက်တော့ပဲလေးနှစ်ဆတက်သွားတဲ့အချိန်မှာတော်အောင်သွားတယ်အောင်သွားတဲ့အချိန်မှာကျွန်တော်ဒုတိယနှစ်မှာကျွန်တော်တော်လုံနိုင်သွားတယ်တော်လုံနိုင်သွားတဲ့အချိန်မှာအဲ့မှာကျွန်တော်ကအသေးဝယ်တော့သူတို့အသေးရှုံးတဲ့တစ်ချက်ကြောင့်လေသမားတွေကျွန်တော်လောက်ခဲ့တဲ့နှစ်မှာအကိုစုံစမ်းကြည့်ပါ2022 23 24ထိလေသမားလည်းမေးကြည့်ပါပဲသေးအမြင့်ဆုံး41သိန်းခွဲ42သိန်းပဲသိန်းကုန်လေး62သိန်းဒီဖြစ်ခဲ့ဒါကျွန်တော်လောက်ခဲ့တဲ့နှစ်မှာအခုပဲသိန်းကုန်လေးအခုသွားမင်း30ကျော်ပဲရှိတော့တယ်ပဲ30ကျော်ပဲရှိတော့အဲ့တော့တန်6သိန်းရဲ့ valuation ကတဝက်ကျသွားတယ်ဒေါ်လာလည်းတဝက်မကျဘူးဒေါ်လာလည်း4500ကနေ4000လောက်ထိပဲသွားတာဟုတ်တယ်နော်ဒါဟုတ်တယ်4080ပဲသွားတာအဲ့တော့ဒီဒေါ်လာ4300ကနေ4200 300ကျတဲ့အကြမှာပဲက50% လောက်ကြာသွားတာဘာလို့ကြောင့်ကျွန်တော်ပြရှင်းဒီကောင်းလေးကြောင့်ပဲလေကျွန်တော်မရှိတော့ဘူးလေ